ချိုးလေလေပါဘူးအချင်းကြီး ဆန်တဲ့ပတ်ကဆိုင်စရာကိုခလုံးတိုက်တော့မရချိုးလေလေပါဘူးတော့နေတက်ပြီးပြီဟိုနေနဲ့လည်းတက်နေနေကြအောင်လေတော့မှာဒီတကကြတော့ပေါင်းပြီးလည်းဆိုတော့လည်းတက်ပါချလိုက်ရအောင်ငါတို့ဒီလိုရေးနေရဟုတ်တယ်မိလားအမေကနေကနေမှလည်းလာတယ်ကူဘောရမေစူးရရောမေနော်သူသားတွေကာလန်ကိစ္စတော့အတော်သိတယ်ဘူးမင်းဆောင်းနာကားပေါ်အိမ်ကြီးပြန်အိတ်ချင်ဘူးလားအဲ့ဒီတွေကိုကြောက်သွားပါဘူးဘာကြီးနော်အဲ့ဒါဆိုမင်းတို့ဝါလိုက်အရာလေဝါရပြေပေါင်းပြီးပဲဒီကကြတော့ဘာကြာပိကခိုင်းတာမှာယောက်ျားလေးရှိတယ်။ဘောတာမှာလည်းယောက်ျားလေးရှိတယ်။အများကြီးဒီဘက်မှာလည်းအမျိုးသားတွေရှိတယ်။နေရိုက်တယ်ဒီလောက်ကြာတော့ခါလေးအပါသိတယ်။ကြိုက်တယ်ကြာ။ပြေအောင်ပြော။ပြေအောင်ပြော။ဘယ်ကောင်လဲ။ပြေအောင်ပြော။ဘုမနေကြိုက်တယ်လို့ရှိဟာဗရဘေးပေါင်းတိုင်းအဲ့ဒီဆက်တယ်သွားကြ။ဆိုမေညာမင်းတို့လာပါကဲလာလေမင်းတို့ခတ်ခိုင်းဘယ်လိုခိုင်းပါကြာပေးခိုင်းပါတော့ခါစနောက်လို့ဖုန်းလေးတိုက်ရိုက်တာဟုတ်ပြီတစ်တော်လေးကင်းကြီးရိုက်တာဒီရှိတယ်မင်းတို့ကြီးကွက်မရနေငါလည်းရိုက်တယ်ဟိုကလည်းပြောထားတယ်လေဆရာဖုန်းနဲ့မဆက်ဘာမရတယ်တခြားမပါဘူးအဲ့တော့ကဲအမန်တန်လုပ်ခိုင်းဖုန်းလေးရိုက်တာအဲ့ဒါဘုံမတော့ကဲဆိုလေတော့ရှိတယ်အခုတော့နေတော့ဘုံမအနိကတော့ကျွတ်တာလေးကြိုက်တယ်ဟုတ်လားနောက်က3ယောက်လေးကြိုက်လို့ရဲ့အမဟုတ်လို့လားအများလည်းကြည့်ကြည့်ကြတယ်ကိုဆိုလေအများလည်းကြည့်ပြီးဘုံမကားတာခဏကြိုက်သွားကြတယ်ရှာပြီးကားတာမြေတကယ်ကောင်းတာဗျအစ်စ်ကဒီပေါင်းပဲဘလို့တော့ချင်းဒီအစ်စ်ဘုမမြန်တော့ကြောက်ဝင်ပိတ်တာဒါတော့အပြောကြီးတာကြည့်ကြည့်မှာငါပဲနဲ့လက်ကအဲ့ဒါလည်းချင်းမွေးပဲလက်ဝိုင်းချပဲလက်ဇော်မေးပဲလက်နိုင်ကြီးပဲလက်ကြည့်အောင်ပါအခုတော့ရှိတယ်ဘုမသူတို့ကြီးလည်းမလိုက်တဲ့ငါ့ဖက်တဲ့အိုးငါလည်းကြည့်ကြလေလားကြည့်ကြလို့အမောဒီအောင်လို့ကြိုက်အဲ့ဒီစကီလို့ကြည့်ကြည့်မှာမင်းတော့ရပြည့်ပြည့်အမလေးလေးတရားနာသူတို့ခေါ်မရောက်ဒါကြအာယုန်တွေကိုခံလိုက်တာဘုဒ္ဓဒီကမိနေတာဘယ်လိုလဲဆိုမိမဖြစ်တာတော့တော်လာလေတော်လာငါခိုင်းတာလို့မင်းတေချာကြည့်လို့ချိုက်ကိုကြက်တယ်ငါပြောတယ်လေတော်လာမျိုးသွားမင်းကလည်းခိုင်းလို့မင်းလည်းဒီမှာဒီလိုတော့အေးမိတော်လည်းလာနေလို့ဒီကိစ္စဟိုမှာဟုတ်ကြည့်အဲ့ဒီကလေးကြိုက်တာတွေ့တယ်ကြက်မှာတော့ဒီခါကျတော့ကြိုက်ပတ်မလေးခက်တယ်ဟိုမှာနောက်ဆုံးပတ်မကြီးခွန်ကြနေအကြလာကိုတွေ့ရအဲ့ဒီစိတ်ကြိတ်ပတ်မလေးတွေ့ရဗျ
ဟ